Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ Photoshop သင်ခန်းစာလေးတစ်ပုဒ်ကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်လုပ်ပြပေးမှာဖြစ်ပါတယ် Photoshop ကိုအခုမှစပြီးလေ့လာနေတဲ့သူတွေအတွက်ပေါ့နော်တကြံပြီးသားသူတွေအတွက်ကတော့ဒီကျွန်တော်မရည်ရွယ်ဘူးပေါ့နော်ကျွန်တော်သိတဲ့ဟာလေးကိုကျွန်တော်လွယ်ကူဆုံးနဲ့ပေါ့နော်ဒီ background ဖြတ်တဲ့နည်းလေးကိုကျွန်တော်ရှင်းပြပေးပါမယ်ရုံးတော့ကျွန်တော်တို့ဒီလိုတစ်ပင်လေးတွေပေါ့နော်ဒီလိုဂျာလေးတွေအစမချက်ကျွန်တော်လွယ်လွယ်ကူကူနဲ့ပေါ့နော်ဒီအမြန်ဆုံးဒီနောက်ခံ background ဘယ်လိုချိန်မလဲဘယ်လိုမျိုးဖြတ်မလဲဆိုတာကိုကျွန်တော်ရှင်းပြပေးပါမယ်များသောအားဖြင့်တော့ကျွန်တော်ဒီမှာ eraser tool တွေကကျွန်တော်တို့ magic eraser tool တို့ကျွန်တော် background eraser tool တို့နဲ့လှုပ်ထားရှိကြတယ်ပေါ့ဗျာကျွန်တော်အခုသုံးပြသွားမှာကဘာဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ဒီ object selection ရဲ့မှာရှိတဲ့ဒီပေါ်ဆုံးကပေါ့နော် object selection tool ပေါ့နော် W ပေါ့နော်သူရဲ့ shortcut key ဒီကောင်သုံးပြီးတော့ကျွန်တော်လောက်ပြသွားပါမယ်အရင်ဦးဆုံးကျွန်တော်တို့ကဒီပုံလေးကို control G နဲ့ layer ပွားထားလိုက်မယ်ဒီ background ပုံလေးကိုခဏကျွန်တော်မျိုးလုံးခဏမိတ်ထားလိုက်မယ်ပေါ့နော် eye ခဏ blind ထားလိုက်မယ်ကျွန်တော်တို့ကဒီမှာ object selection tool ကိုရှင်းရွေးလိုက်မယ်ပေါ့ဗျာရွေးပြီးရင်ကျွန်တော်တို့ကဒီမှာ object selection tool မှာသူကဒါနောက်ပိုင်းကျွန်တော်က Photoshop 2023 version ကိုကျွန်တော်သုံးထားတာပါဒါမျိုးပေါ့နော်မောက်လေးတင်တာနဲ့ဒါမျိုးသူမှတ်ပေးတယ်ပေါ့ဗျာဒီကောင်ကိုမောက်နဲ့တစ်ချက်ကလစ်လိုက်မယ်ဆိုရင်သူခုလိုမျိုးသူ selection လုပ်ပေးသွားပြီပေါ့နော်selection လုပ်ပေးသွားပြီးရင်ကျွန်တော်တို့ဒီဘက်မှာကကျွန်တော် layer mask ဆိုတာရှိပေါ့နော်ဒါပေါ့နော် edit layer mask ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်နော်နှိပ်လိုက်မယ်ဟုတ်ပြီသူကဒါဆိုရင်အခုကျွန်တော်တို့တစ်ပင်ကြီးပျောက်သွားတယ်ပေါ့နော်အဲဒါဆိုကျွန်တော်တို့ control Z ပြန်ခေါ်မယ်ကျွန်တော်တို့ဒီဟာကျွန်တော် selection ထဲမှာလည်းရှိရဒီမှာ shift control I ပေါ့နော် shift control I ပေါ့နော်ကျွန်တော် impact ပြန်လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော် shift control I shortcut key နဲ့တွားလဲရတယ်ပေါ့နော်ကျွန်တော်ဒီအဲ့လိုမျိုးနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီ layer mask ချက်အုပ်လိုက်မယ်ပေါ့ဗျာ layer mask အုပ်လိုက်ပြီးတော့ဆိုလို့ရှိရင်သူကအခုလိုမျိုးအလွယ်ကူဆုံးတော့သူပျောက်သွားပြီပေါ့နော်ပျောက်သွားပြီးနောက်ခံ background လဲရှင်းရှင်းလင်းလင်းဖြစ်တယ်ပေါ့ဗျာပို့ပြီးတေချာခြင်းလို့ရှိရင်ကျွန်တော် new layer လေးခေါ်လိုက်မယ်ခေါ်ပြီးရင်ကျွန်တော်ဒီမှာ color ကွဲပြားတဲ့ color ပေါ့နော်ကျွန်တော် black color ယူပြီးတော့မှကျွန်တော်အရောင်ချဲကြည့်မယ်ပေါ့နော်အဲဆိုရင်ဒီတစ်ပင်ရဲ့နောက်မှာသူဒါမျိုးပေါ့နော်ဖြူရိပ်လေးတွေပါနေသေးရပေါ့ဗျာနော်ရှင်းရှင်းလင်းလင်းသူဖြတ်မသွားဘူးပေါ့နော်ဒီဖြူရိပ်လေးတွေပျောက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ခုနကဒီမှာ layer mask မှာကျွန်တော်တို့ကတစ်ချက်ရွေးမယ်ရွေးပြီးရင် layer mask ပေါ်မှာပဲကျွန်တော်တို့ right click ထောက်မယ်ထောက်ပြီးရင်ကျွန်တော်တို့ဒီမှာ select and mask ဆိုတာရှိရပါတော့ကျွန်တော်ဒီမှာတစ်ချက်ပါဖြစ်ထားရပါတော့အဲ့မှာတစ်ချက်နှိပ်လိုက်ပြီးသူနောက်ထပ်အောက်တစ်ခုတည်းသူခေါ်သွားပြီးရောက်လာပြီးဆိုဒီနေရာမှာကျွန်တော်တို့ကဘာမှဒီထွေထူးထူးပြင်စရာမလိုဘူးပေါ့နော်ဒီနေရာမှာဒီဟာကတော့ကျွန်တော် transparent ပေါ့နော် transparent လောက်သွားတဲ့နေရာဒီကောင်ကတော့ 100% ထားမယ်ပေါ့နော်ထားပြီးသူအောက်နာကိုစနေဆွဲမယ်ဆွဲပြီးရင်ကျွန်တော်တို့ကဒီမှာဒီကောင်လေးပေါ့နော်ဒီဟာလေးပေါ့ကျွန်တော်တို့ဒီ output setting ထဲမှာရှိတဲ့ဒီကောင်လေးကိုတစ်ချက် close လေးတစ်ချက်ဖွင့်ပေးလိုက်ပါဒါဆိုရင်အခုလိုနောက်ခံဒီနောက်မှာအဖြူရောင်တွေပါနေတဲ့ဟာကိုသူဖြူရောင်လေးတွေပျောက်တော့အောင်သူလုပ်ပေးသွားတယ်ပေါ့ဗျာဒါဆိုရင်တော့ okay ပြလိုက်ရင်ကျွန်တော်တို့ကဒါမျိုးလေးရလာပြီပေါ့ဗျာဒါဆိုရင်ကျွန်တော်တို့ကပြည့်စုံနဲ့ background တစ်ခုရသွားပြီ background ဖြတ်တဲ့နီးလေးဖြစ်တယ်ပေါ့ဗျာနော်ဒါမျိုးပေါ့နော်ဒီလိုအဖြူလေးကိုကျွန်တော်ဒါမျိုးလေးဖြစ်သွားအောင်လုပ်လိုက်တာပေါ့နော်Okay ဒီနီးလေးကိုအသုံးပြုပြီးတော့မှကျွန်တော်တို့ရှုပ်ထွေးနေတဲ့ background တွေကျွန်တော်တို့ဒီလူပုံမှာဆိုလဲကျွန်တော်တို့ဒီပေါ့နော်7ဖြတ်တဲ့နေရာတွေမှာဆိုရင်လည်းအသုံးတည့်ပါတယ်ဒီနီးလေးကတော့ background ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းနဲ့ကြည်လင်ပြတ်သားမှုအပြည့်အဝနဲ့ဖြတ်လို့ရမယ်နီးစနစ်လေးဖြစ်ပါတယ်အားလုံးပဲ like လို့ကြည့်လို့အဆင်ပြေပါစေလို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်